လင်းအောင်ခေပေါ့နော်သဘောတရားပြတာပါစိတ်ဆိုးတာတော့မဟုတ်ပါဘူးစိတ်မကောင်းဗျာအဲ့လိုမျိုးတွေ तू ဘာမှမဟုတ်တဲ့ပွဲတွေကြတော့တက်တယ် तू ရိုက်ထားတဲ့ဒီကားရဲ့ပွဲကိုကြတော့ तू ပြေးမတက်လာဘူးဘာလဲလူတိမခံကျင်တာလားအဲ့ဒါဆိုတော့ဒီအလုပ်ကိုမလုပ်နဲ့ तू ဒီလူငယ်တွေမှာသူတို့လည်းအောင်မြင်တဲ့လူတယောက်ပဲကျွန်တော် support လုပ်လိုက်တော့သူတို့အတွက်မနစ်နာဘူးဒါပေမဲ့အဲ့စိတ်ထဲအဲ့လိုတော့ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့ကိုတွေးမိတာပေါ့နော်ဒီလူတွေကအမှုပညာပေါ်မှာသစ္စာမရှိဘူးเนาะသူတို့နဲ့အလုံးမလုပ်ဖို့ပဲစဉ်းစားမယ်အဲ့လိုစိတ်ဖြစ်သွားဒီကျင်းစာတင်လက်တော့တာဆိုတဲ့ဇာကားလေးကိုကိုပိတိကာတွေဖြစ်နေတဲ့အချိန်တော့ဒီဇလန်တွဲတစ်ခုရိုက်လိုက်သေးတယ်ရိုက်ပြီးတော့အဲ့နောက်မှာကိုကောင်းကောင်းလေးလုပ်ရင်တော့ပရိသတ်လက်ခံမှာပဲဇလန်တွဲဆိုရင်လည်းပြရင်ကောင်းမှာပဲဆိုပြီးတော့ဒီကျင်းစာတင်လက်တော့တာရိုက်ဖို့ဆိုပြီးအိမ်ရောက်ပြီးရိုက်လိုက်တာပဲလေဒီကမှာအဓိကကတော့အဓိကမှတော့မခိုင်နှင်းဝေရယ်ရွှေသမီးရယ်နေရဲရယ်ဒါကတော့ main theme ပေါ့နော်ဒီထဲမှာအားဖြည့်တာတော့ခုနကိုနေထက်လင်းတို့ဖုံးရှန်တို့လင်းအောင်ခေတို့